ဒီဇလန်လေးကတော့မနက်စောစောမှာအန်နာတယောက်သူ့ရီစာ Bryce ရဲ့နက်ကတိုင်ကိုကူချီပေးနေတာနဲ့စတင်ထားပါတယ်။ Bryce ကတော့နက်ကတိုင်တက်တိုင်အမြင့်အဆင့်မပြေတတ်သူကိုအဲ့ဒီအချိန်သတင်းတစ်ခုမှာတော့နာမည်ကြီးလူသက်သမား Jack လို့အမည်ပေးထားတဲ့လူသက်သမားရဲ့9ယောက်မြောက်သားကောင်ကိုရှာဖွေတွေ့ရှိကြောင်းကြေညာနေပါတယ်။အန်နာကမူဂျိုဆီယာမတယောက်ပါ။ကျောင်းမှာကလေးတယောက်ကပကြီးဆွဲရင်းရေကွက်မှောက်ချလိုက်တဲ့အခါကာတုံးရုပ်ရဲ့မျက်လုံးတွေပေါ်ရေဖိတ်စင်သွားတဲ့ပုံစံကိုကြည့်ပြီးအန်နာတယောက်စိတ်ထဲမှာတမျိုးကြီးဖြစ်သွားခဲ့ပါတယ်။အလုပ်ပြီးတော့တငယ်ချင်းတွေချစ်တဲ့နီနာနဲ့ဖရန်စီးတို့နဲ့အတူကလပ်သွားကြပါတယ်။အဲ့ဒီမှာအန်နာကတငယ်ချင်းတွေနဲ့အတူနစ်စင်သွားနေကြခီးစင်ကိုမလိုက်နိုင်တော့ကြောင်း Bryce ကသူ့ကို Vegas ကိုခေါ်သွားခြင်းနေကြောင်းပြောပြတဲ့အခါတငယ်ချင်းတွေက Bryce တယောက်လက်ထပ်ခွင့်တောင်းတော့မှလားဆိုပြီးစနှောက်နေကြပါတယ်။ညဘက်အိမ်ပြန်မှာတော့အန်နာကလမ်းလျှောက်ပြန်ဖို့ဆွန့်ဖြတ်လိုက်ပါတယ်။တရားပေါ်ရောက်တဲ့အခါအမျိုးသမီးတယောက်နဲ့အမျိုးသားတယောက်ရေမောပျော်ရွှင်နေကြတာကိုမြင်တော့ပျော်ရွှင်စရာစုံတွဲလေးလို့ထင်ခဲ့တာပါ။ဒါပေမဲ့ရုတ်တရက်အဲ့ဒီအမျိုးသမီးကလဲကျသေးဆုံးသွားပြီးအမျိုးသားကအလောင်းကိုမဖွဲမရဆော့တဲ့လွတ်ဆောင်มาတော့တယ်။အဲ့ဒီချိန်မှာပဲအန်နာစီဖုံဝက်လာပြီးဖုံးတန်ကြောင့်လူသက်သမားကအန်နာကိုမြင်သွားပါတယ်။အန်နာတဲ့ကြောင်လန့်တကြားထွက်ခဲ့ပေပဲလမ်းမှာချော်လဲပြီးဖုံးနဲ့အိတ်ဒီကျင်းရစ်ခဲ့ပါတယ်။လူသက်သမားကအန်နာကိုစပင်ကဆွဲပြီးဆောက်လို့ EPC တဲ့နဲ့ရိုက်နှက်ကဓာတ်နဲ့တိုက်ခိုက်ပါတော့တယ်။အန်နာကလက်နဲ့ကားလိုက်လို့လက်ဖွားမှာဓာတ်တိုင်ရသွားပါတယ်။နောက်ဆုံးမှာတော့လူသက်သမားကအန်နာကိုတရားလက်ရန်ကနေတွန်းချလိုက်လို့အန်နာရေထဲကိုပြုတ်ကျသွားပါတယ်။ရေထဲမကျရင်ခေါင်းနဲ့အရှိန်ပြင်းပြင်းရိုက်မိသွားတာကြောင့်လူသက်သမားရဲ့မျက်လာကိုဝေဝါဝါပဲမြင်လိုက်ရပါတယ်။လူသက်သမားကတော့အန်နာပစီတွေကိုယူပြီးထွက်ပြေးသွားခဲ့ပါတယ်။ကန်ခေါင်းထောင်းမှာဆိုတာနဲ့တရားအောင်မှာနေထိုင်ပဲအင်ချီမဲအမျိုးသားတယောက်ကအန်နာကိုကယ်ဆယ်ဖေးခဲ့ပါတယ်။အန်နာတပည့်ကျော်ကြာတတိမိတ်နေရာကနေဆေးရုံမှာနိုးလာတဲ့အခါBryce နဲ့တငယ်ချင်းတွေကိုမမှတ်မိတော့ပဲအနားမကတ်ခိုင်းပါဘူး။ဆရာဝန်တွေကတော့သူမရဲ့ဦးနှောက်နဲ့မျက်နှာတွေကိုခွဲခြားပေးတဲ့အစိပ်ပိုင်းတွေထိခိုက်သွားလို့မျက်နှာမမှတ်မိခြင်းဝေဒနာဖြစ်နေတာကိုတွေ့ရှိလိုက်ရပါတယ်။အနာဟာမှန်တဲ့ကသူမရဲ့ကိုယ်ပိုင်မျက်နှာကိုတောင်သူမမမှတ်မိတော့သလို Bryce ပြင်းထွက်သွားပြီးပြန်ဝင်လာတိုင်းမျက်နှာကပြောင်းလဲနေသလိုခံစားနေရပါတယ်။ရဲရရှိကာရစ်ကအန်နာကိုစစ်မိပေမဲ့အန်နာကလူသက်သမားရဲ့မျက်နှာကိုတေချာဖော်ပြနိုင်ခြင်းမရှိပါဘူး။တစ်ဖက်မှာလည်းလူသက်သမားချက်ကအန်နာကိုသူမြင်တော်ပြီးထစ်တဲ့အတွက်အန်နာနှုတ်ကိုလိုက်နေပါတယ်။တညမှာတော့အန်နာအိမ်နဲ့လူသက်သမားရောက်လာသလိုအိမ်မက်ဆိုရီမက်နီနိုးလာခဲ့ရပါတယ်။အိမ်ဂျီမက်အမျိုးသားကြီးကိုလည်းလူသက်သမားကတွားရောက်တက်ဖြစ်လိုက်ပါတယ်။အန်နာကတော့ဒီဝေဒနာကနေတက်တာဖို့အတွက်အထူးကုဆရာဝန်စီတွားပြတဲ့အခါဒါဟာအမြဲတမ်းဖြစ်သွားနိုင်တယ်လို့သိလိုက်ရပါတယ်။အန်နာအလုံးပြန်ဝင်တဲ့အခါကလေးတွေရဲ့မျက်လာတွေကိုမခွဲခြားနိုင်လို့နာမည်ပါတဲ့လေဆွဲကတ်တွေတက်ခိုင်းထားရပါတယ်။တနည်းကျောင်းရှိမှာလိန်မော်ရောင်ရင်းချီနဲ့လူတယောက်ရက်ကြည့်နေတာတို့မြင်ပြီးအန်နာထိတ်လန့်သွားပါတယ်။နောက်ပိုင်းယထာပေါ်မှာလည်းအဲ့ဒီလိန်မော်ရောင်ရင်းချီနဲ့လူကိုမြင်ပြီးထွက်ပြေးခဲ့ပြီးမယ်။တကယ်တမ်းကျတော့အဲ့ဒါဟာသူမရဲ့ထခင်ဖြစ်နေတာကိုသိလိုက်ရတဲ့အခါအန်နာဒီလောက်အယမ်းကိုစိတ်ထိကြိုက်သွားပါတယ်။အန်နာကတော့ဒီဝေဒနာနဲ့အတူရှင်သန်နိုင်ဖို့အတွက်လူတို့ရဲ့ကိုယ်ခန္ဓာအမူအရာအမှတ်သားတစ်ခုခုဒါမှမဟုတ်ဝက်စားစင်ရင်ပုံတွေကိုကြည့်ပြီးခွဲခြားနိုင်အောင်လေ့ကျင့်နေပါတယ်။ဥပမာ Bryce ရဲ့နက်ကတိုင်ကိုကြည့်ပြီးသူ့ကိုမှတ်မိအောင်စူးစမ်းတာမျိုးပေါ့။ဒါပေမဲ့လူသက်သမားကတော့သူမရဲ့ဘေးနားမှာပဲရှိနေစေပါ။အန်နာကရဲစခန်းကိုတွားပြီးလူကိုယ်တိုင်တန်းစီစစ်ဆေးတဲ့နည်းနဲ့လူသက်သမားကိုဖော်ထုတ်ဖို့စူးစမ်းပါတော့တယ်။ရဲအရာရှိကာရစ်ကတော့လူသက်သမားဟာအန်နာကိုတက်ချင်နေတာထက်သူမကသူ့ရဲ့လုပ်ရက်ကိုမြင်သွားတဲ့အတွက်သူမကိုစိတ်ဝင်စားစောင့်ကြည့်နေတာဖြစ်နိုင်တယ်လို့ယူဆထားပါတယ်။အန်နာဟာလူသက်သမားကသူ့မရဲ့အနားမှာရှိနေတယ်ဆိုတာကိုသိလိုက်ရတဲ့အခါပိုပြီးထိတ်လန့်စရာကောင်းလာပါတယ်။အဆိုးဆုံးကတော့သူမအားကိုးရတဲ့သူတွေထဲမှာပဲလူသက်သမားကရောနှောနေတာမျိုးဖြစ်နိုင်တာမို့ဘသူ့ကိုယုံကြည်ရမလဲဆိုတာကအန်နာအတွက်အကြီးမားဆုံးစိန်ခေါ်မှုပါပဲ။ဒီဇလန်ရဲ့အဆုံးသတ်မှာလူသက်သမားကဘသူဖြစ်မလဲဆိုတာခံမှန်းကြည့်ရှင်လားဗျ။သူမရဲ့ရီစာ Bryce လားသူမကိုအမြဲကူညီနေတဲ့ရဲအရာရှိ Carrick လားဒါမှမဟုတ်သူမပေါင်ဝန်းကျင်ကတခြားတယောက်လားအခုကြည့်နေတဲ့ Maxi တို့အမြင်နဲ့ရောဘသူဖြစ်နိုင်မလဲဆိုတာဖြေကြည့်ပေးလို့ရပါတယ်ဗျ။